ဆိုတော့ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရွေးချယ်ထားတာကအောက်လန်းဘိုးထင်တဲ့ Sunday ဂိုင်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုစလိုက်ပါမယ်ခင်ဗျတော်တော်များအုံဆိုင်နေပြီးတော့နေအောင်မထိုးဖောက်နိုင်တဲ့တော်ကြီးမြတ်မဲတွေမှာလူတယောက်လမ်းလျှောက်နေတယ်အဲလူမှာတခြားမဟုတ်မြကေတီကိုဓာတ်နဲ့ထိုးသားခဲ့သည့်စနေမီသောပညာသည်လူကြီးဖြစ်တယ်သူကတော်ထဲမှာအေးစိတ်တည်ငြိမ်သွားလမ်းလျှောက်နေစဉ်မှာသူ၏နောက်မှာလူများပြေးလိုက်လာတဲ့အတန်များကြားလိုက်ရပြီးတော့ရက်တန်းလိုက်ကနောက်ကိုပြန်လှည့်ကြည့်လိုက်တယ်လိုက်လာတဲ့သူများမှာမြကေတီတပည့်များဖြစ်ပြီးတော့စမ်းကြီးအမြင်ရတဲ့မိန်းကလေးမှာဥဆောင်လာခဲ့တယ်သူမကစနေကိုတွေ့တာနဲ့နာနာကြီးကြီးကြည့်လိုက်ပြီးတော့လူရုံးမှာစနေမှာနေဖယ်ပြေးမလို့လေငါဘဲမှမပြေးဘူးနင်တို့ကဘာလုပ်နေရလဲပြောစမ်းနင့်ကိုတတ်မလို့လိုက်လာတာစနေနင့်လိုစုံအစုပ်ပြက်ကငါ့ကိုတတ်နိုင်မယ်တွေးတဲ့နဲ့ကြီးနေသားနဲ့နင်တို့တတိရှိရင်ရှေ့တိုးခဲ့လေစနေကစမ်းကြီးတို့လူစုကိုစူးရဲသွားကြည့်လိုက်ပြီးတော့စိန်ခေါ်လိုက်ခြင်းဖြစ်ပေတယ်အဲဒီကစမ်းကြီးကတစ်ချက်ခုံလိုက်ရမြေပြင်နဲ့ဆဲပေဝင်းကျင်ကလေပေါ်မှာရက်တက်နေပြီးဇပင်တို့ကနောက်ကိုပြန်ဝဲနေလေအဲနောက်စမ်းကြီးကတောက်တစ်ချက်ခောက်လိုက်ကလူကျုံမှာစနေနေငယ်တွေကိုလှန်ဆိုင်ပါစေစမ်းကြီးမှာချိန်လိုက်ရစနေဦးကောင်းတဲတဲ့ကိုအချိန်ပြင်းသွားပြီးလှန်တန်တစ်ချောင်းကောင်းငယ်မှာကျလာလေတယ်အဲဒီကစနေကတစ်ချက်ပြုံးလိုက်ပြီးတော့ပေါစာတပည့်တွေကဘယ်ဆိုးလို့လဲဒါမဲ့စနေဆိုတဲ့ငါ့ကိုဒီလိုလှုပ်လို့ရယိုးလားဟိစနေကမန်သွင်းကခြေပနောက်တစ်ချက်ပေါက်လိုက်တာနဲ့သူ၏ခေါင်းပေါ်ကိုထိုးကြလာလှန်တန်ဟာတမုတ်ချင်းမိဟုံတောက်လောင်ကပြာမှုန့်များအဖြစ်သို့ပြောင်းသွားပြီးတော့လေထဲမှာပျောက်ကွယ်သွားလေတော့တယ်အဲနောက်စနေကသူ၏မဲနဲ့လာတော့မျက်လုံးဖြင့်လေပေါ်မြောက်တက်နေတဲ့စမ်းကြီးကိုလက်ညှိုးပင်ထိုးလိုက်ကနေရငါ့ကိုအန်တုကျင်တယ်ဗောကဲစနေဆိုရင်ဘယ်လောက်ရှိရဆိုကြည်စမ်းဟဲ့စနေကစမ်းကြီးကိုလက်ညှိုးပင်ထိုးကမြေပြင်အားဖနှောင်းဖြင့်ပေါက်လိုက်တာနဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့တစ်ပင်မှာတစ်ကိုင်းများကျိုးပယ်လာကတစ်ကိုင်းတစ်သားအပိုင်းစားတို့ဟာစမ်းကြီးထံသို့တစ်ချိန်တို့တိုးဝင်လာပြီးတော့ကိုခန္ဓာကိုထိုးဆိုင်ကြကုန်ပါတော့တယ်စမ်းကြီးကတစ်ဆာများဖောက်ထွင်းထံကြောင့်လေပေါ်မှာရက်နိုင်စွမ်းမရှိတော့ဘဲမြေပြင်ကိုပြုတ်ကြကသွေးများအံပြီးအသက်ထွက်သွားလိမ့်ပြီအဲနောက်စနေဟာကြံတဲ့သူများကိုစူးရဲသွားကြည့်လိုက်ပြီးတော့ဘဲကောင်ငါနဲ့တိုက်အောင်မလဲကုံလုံးတစ်ပြိုင်နဲ့တိုက်ချင်လဲရတယ်နော်မတိုက်ရဲပါဘူးဆရာကြီးကျုပ်တို့ဆရာကြီးတပည့်ခံပြစီဟေးမင်းတို့လည်းငါခိုင်းတဲ့အတိုင်းလုပ်ငါခိုင်းနဲ့ဝင်နိုင်တယ်ကျုပ်တို့ဘယ်လိုလုပ်မလဲဆရာကြီးလွယ်လေးပါမင်းတို့ရဲ့လက်ဖြံကိုယ်တိုင်ကြိုက်ကိုသွေးကိုတောက်ပြီးငါရှိသစ္စာဆိုကြစနေပြောလိုက်တာနဲ့ဥပေါစားရဲ့တပည့်တွေဟာဒူးတော့ထိုင်ချလိုက်ကြပြီးတော့သူတို့၏လက်မောင်းကိုသွေးထွက်သည့်အထိကြိုက်နေကြပါတော့တယ်အဲ့ဒီအချင်းအားကိုကြည့်ပြီးတော့စနေကဟာတိုက်ရီမောနေပါလိမ့်တယ်သူတို့အမြင်နိုင်တဲ့တနေရာခြုံထဲမှာချောင်းကြည့်နေလူတစုဟာအဲ့နေရာမှာတဖြည်းဖြည်းနောက်ဆုတ်ပြီးတောပြင်ကိုထွက်သွားကြပါလိမ့်တော့တယ်စနေဆွဲလူကြီးကတကယ်စွမ်းတာပဲဟာဟုတ်တယ်ဒါပေမဲ့ကျုပ်တို့တိုက်တော့ဘာလို့ထွက်ပြေးတာလဲမသိဘူးငါထင်မင်းပါအစီရင်ကသူ့ပညာနဲ့တိုးမပေါက်လို့ထင်တယ်မသိဘူးဗျာဒီကောင်ကြီးတော့စုံမမယ်စကားတပြောပြောနဲ့တောအုပ်ထဲမှာထွက်လာသူများမှာမောင်ဘိုးတင်တို့အဖွဲ့နဲ့ဦးဆန်လာတို့ဖြစ်ပြီးတယ်သူတို့ကစမ်းကြီးတို့နောက်မှနောက်ခံလိုက်လာရင်းနဲ့သူတို့တိုက်ခိုက်နေတာကိုတွေ့ရချောင်းကြီးဟာခြေနေမကောင်းတာကြောင့်လစ်ထွက်လာခြင်းဖြစ်တော့တယ်ဦးဆန်လာကထိတ်ဆုံးမှလစ်ထွက်သွားရမောင်ဘိုးတင်တို့နောက်မှမနေမီအောင်လိုက်လာရခြင်းဖြစ်ပြီးတယ်ဦးဆန်လာရှေ့ဆုံးထွက်သွားကျုပ်တို့တော့မဆောင်မဟုတ်ပါကွာငါရွာစိတ်မချလို့ပါမြားကလေးကိုတကြိုးရမှလည်းရှိသေးတယ်မလားပြီးတာပဲဗျာဒီလူကြီးလွတ်ထားပေးလို့မရဘူးနော်ပုံစံကြီးကအနှေးနဲ့မြန်တော့ဒုက္ခပေးမဲ့ပုံပဲငါလည်းထင်ပါတယ်ကွာအဲကြောင့်ရွာပြန်ပြီးတော့နန်းနေပါပါတောက်ပြီးတော့တိုင်ပင်ကြမလားလို့အရက်သမားကြီးဦးဆန်လာမှာကြောက်တီထက်အရက်တောက်ချင်နေသည်ကိုပင်မောင်ဘိုးထင်တို့သဘောပေါက်သွားကြလိမ့်တယ်ဒါကြောင့်နောက်ထပ်မိသည့်စကားမှမပြောတော့ပဲတထေးကုန်းရွာတို့သာခြေလန်းပြင်လိုက်ကြပါလိမ့်တော့တယ်ညနေနေဝင်လူလူမှာတထေးကုန်းရွာသိန်းတိုင်းကိုရောက်လာပြီဖြစ်ပေတင်းချိုင်းနားမှာရှိတဲ့ကွင်းပြင်မှာအလောင်းစင်တစ်ခုကိုထိုးထားပြီးတော့မြားကေသည့်အလောင်းကိုတင်ထားကြလိမ့်တယ်အလောင်းကြီးဘေးမှာတော့ခေါင်းတစ်ခုရှိနေပြီးအလောင်းစင်နဲ့ကက်လျက်မှာဝါးများဖြင့်ကနပြင်ထိုးထားတဲ့မြေပြင်ပေါ်မှာဖျားခင်းထားကြတယ်အဲဒီဖျားပေါ်မှာတော့ရွာမလူငယ်လေးများဝိုင်းဖွဲ့ရက်တောက်နေကြပြီလေအဲဒီထဲမှာသိန်းစော်လည်းပါတယ်သူတို့ကနေဝင်လာတဲ့မိကွက်ထုံးကဖဲရိုက်ဖို့အတွက်စိုင်းပြင်းနေကြတယ်ဦးဆန်လာလည်းသူတို့နားကိုရောက်တာနဲ့အလင်းစလိုပြေးသွားကဖျားပေါ်မှာထောင်ထားတဲ့ရက်ပလင်းကိုကောက်ယူပြီးမော့ချလိုက်ရလူငယ်အချို့မှဦးဆန်လာအားဖြည်းဖြည်းလုပ်ပါဦးလေယာတော့ကြအရက်သီးပြီးသေလို့များကလေးနဲ့တူမြေကြီးတဲ့ရောက်နေအောင်မယ်ဟုတ်တယ်ဗျဒုတ်ပြီးထားပြီးမယ်အရက်သီးရင်တော့သေတတ်တယ်နော်ဦးဆန်လာကမိသီးစကားမှပြန်မပြောနိုင်ပဲအရက်အားတကွက်ကွက်နဲ့တောက်လိုက်တဲ့အခါအာသာပြေသွားရင်သူ့အာဆာနောက်ပြောဆိုနေလူငယ်လေးနှစ်ယောက်ရဲ့နေရင်ကိုတစ်ချက်စီရိုက်လိုက်ပြီးဒီခွေးသားလေးနဲ့ကောင်တော့ဟမ်မြားကလေးရဲ့တစ်ဖက်ချက်မှာတိတ်လိုက်ရောက်ကွာဦးဆန်လာ၏စကားကြောင့်ဖဲရိုက်ဖို့အတွက်ပြင်ဆင်တဲ့ဖဲသမားသိန်းဆိုးဆိုသောလူကြီးမှမကြေမနှက်ပြင်စကားဆူလာပြန်တယ်ဟဲကောင်လေး
ရှုံးလုံးမနေနဲ့ဆန်လာမင်းအသက်လဲကြီးပြီဘာမှနားမလဲဘူးသေလဲမတော်လဲအားနာအောင်ကွာဦးသိန်းစိုး၏စကားကြောင့်ဦးဆန်လာအပါဝင်ကြံလူများလဲအဲ့ဒီကိစ္စကိုတခွန်းတပါရမြမပြောတော့ဘူးအဲ့နောက်သိန်းစောကမောင်ဘိုးထင်တို့ဟာဘိုးတွေမင်းတို့အိမ်ပြန်ပြီးတော့ထမင်းစားလိုက်အောင်ကွာဒီကိုပြန်မလာခြင်းလဲရတယ်အိမ်မှာပဲအိတ်လိုက်ကြတော့ပြန်လာပါဗျအဲ့ဒါကျုပ်တို့သွားလိုက်အောင်မယ်ဦးဆန်လာရွာလေးလိုက်မှာမလားလိုက်မှာပေါ့ကွာငါမိမငါ့ကိုတတိယနေလောက်ပြီဦးဆန်လာကပြုံးကြီးကစကားဆိုလိုက်ပြီးတော့မောင်ဘိုးထင်တို့နဲ့တူတထေးကုန်းရွာကိုခရီးဆက်လိုက်ကြပါလေတော့ဒီမောင်ဘိုးထင်တို့ကညသောသိန်းစောကြီးအိမ်မှာစားတော့ကြတယ်သိန်းစောကြီးအိမ်မှာမောင်ဘိုးထင်တို့ကကိုယ်အိမ်ကိုရလိုပင်ဖြစ်နေပြီတဘောကောင်မနောကောင်လိုက်တည်တဲ့သိန်းစောမှာမောင်ဘိုးထင်တို့အစာကြီးမှန်သိတာကြောင့်ပြည်ဝင်အိုးနဲ့ထမင်းချက်ထားလေတယ်အဲ့ဒီပြည်ဝင်အိုးကိုအလူရှိနေသုံးဖို့အတွက်ရွာမဘုံအိုးခွက်ပကံများကိုထိမ့်သိမ့်သူကိုခွေးဘူးကအရက်နှစ်ပလင်းဖြင့်လက်ထိုးကငှားထားခြင်းဖြစ်တော်တယ်မောင်ဘိုးထင်တို့ကစာနဲ့လွေးလိုက်ရ9ယောက်ကိုပြည်ဝင်အိုးတစ်ဝက်ကျော်ကုန်လေပြီဖြစ်ပြီလေမိုးလဲချုပ်ပြီးမို့လို့အနာယူမနေတော့ပဲရွာပင်တင်းတိုင်းကိုငါ့ကိုသာထွက်လာခဲ့ကြလိမ့်ဦးဆန်လာကိုလိုက်မိလာမေးတော့ကစိန်ကြနေရောဦးဆန်လာမစကားနဲ့ပြန်ဖြေခြင်းမရှိပဲမိဝက်ကိုမှုတ်ပြီးတော့အဖြေပေးလိုက်တာကြောင့်မခေါ်တော့ပဲရွာပင်ကိုထွက်လာခဲ့ကြပါလိမ့်တော့တယ်ညအမောင်တို့ကကြီးစိုးလို့နေတယ်ဒါပေမဲ့အမောင်တို့ထဲမှာနေသားကြနေသူများဖို့ကြဲများကြီးအလင်းအောင်ကိုကောင်းစွာခံစားမိပေတယ်အဲ့ဒီနီးသူမောင်ဘိုးထင်တို့ကလည်းအမောင်တို့ထဲမှာနေသားကြနေကြသူများဖြစ်တာမို့လို့သူတို့သွားမဲ့လမ်းနဲ့အတန်လှမ်းနဲ့ပတ်ဝန်းကျင်မှာအရာဝတ္ထုများကိုမြင်နိုင်တယ်သူတို့9ယောက်စကားတပြောနဲ့လမ်းလျှောက်လာရွာပြင်ရောက်တဟင်းနဲ့ငိုရှိုက်တန်တဲ့တဲ့ကိုကြားလိုက်ရပြီးငိုနေတဲ့မိန်းကလေးတယောက်ကိုရွာပြင်တင်းတိုင်းကိုသွားတဲ့လမ်းလေမှာတွေ့လိုက်ရပါလိမ့်တယ်ရော်ရီကိုရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့မိန်းကလေးခန္ဓာကိုယ်ကောက်ချောင်းကိုကြည်ချင်းအဖြစ်မိန်းမချောလေးဆိုတာကိုသိနိုင်ပြီလေဖိုးထွေးကသူ့ဘေးမှာရှိတဲ့မောင်ဘိုးတွေနဲ့ตาရတွေပကုံးကိုဖတ်လိုက်ကဟေးကောင်ရက်ဘာလို့လဲဗျမင်းနောက်ကနေမမေးနဲ့ပြီလူရှေ့မှာဘာမင်းလဲပြောတဲ့မိန်းမတယောက်ငိုနေရလေဗျာဘာလဲသွားမေးရမယ်မလားအေးလေငါသွားမေးမယ်မင်းတို့ဒီနားနေစောင့်နေတာကြားလားဟာဘာလို့လဲဗျငါတို့အုပ်စုလိုက်သွားရင် तू ကရှက်မှာပေါ့ကွာမဟုတ်ဘူးလားအဲ့ဒါလည်းဟုတ်တာပဲအေးအဲ့ကြောင့်မင်းတို့ရက်နေငါသွားမယ်ဖိုးရိစကားကိုနားထောင်ပြီးတော့အကြံစီကိုရိမ့်မိရရှိတဲ့ตาကြီးကကိုဖိုးရိခင်ဗျားမလို့သွားကျင်လဲဆိုတာကြုံသိရနော်ဟိုမှတော့ရုပ်ဆိုးကြီးဖြစ်နေဘယ်လိုလုပ်မလဲမင်းရတော့ကွာငါ့ကိုဘာမှန်းထင်နေငါစိတ်တွေကကူညီတင်တဲ့စိတ်ပဲရှိတာကွာဟဲ့အောင်လေအခုငိုနေမိန်းကလေးညမှာယောက်ျားသားတယောက်ဖြစ်ကြည့်ပါလားကိုဖိုးရိကကူညီမယ်ပေါ့ตาရလွတ်လိုက်မှာပေါ့ကွာခုကငါသွားပြီကွာရောက်နေဒီမှာစောင့်နေဖိုးရိကသူဤစကားကိုသဘောကျကကြိတ်ပြီးရီလိုက်ရင်ရှာ၍ငိုနေသောမိန်းကလေးထံကိုထွက်သွားခဲ့ပါလိမ့်တော့တယ်ဖိုးရိတယောက်မောင်ဘိုးနေတော့ခန်းလန်းလန်းမှာနေစီပြီးတော့ငိုချိုက်နေမိန်းကလေးနားကိုတိုးကပ်သွားခဲ့လေတယ်မလန်းမကန်းကိုရောက်တဲ့အခါဒီကအမလားညီမလားမသိဘူးဗျာဘာလို့ငိုနေရလဲကျုပ်ဘာကူညီပေးရမလဲဖိုးရိမင်းနေတော့လေမိန်းကလေးကပြန်ဖြေခြင်းမပြုတ်ပြီဒါကြောင့်အနားကိုပိုကတ်လိုက်ပြီးတော့အတန်နဲ့မြင့်ကဆက်ပြီးတော့မေးလိုက်ပြန်နေဘာလို့ငိုနေရလဲဗျာဘာဖြစ်လို့လဲကျုပ်ကကူညီရင်လို့မေးနေတာပါမိန်းကလေးကငိုမြဲတိုင်းအဟင်းဟင်းနဲ့ငိုနေလေရာအနားကိုတိုးကတ်လိုက်လေတယ်မိန်းကလေးကသူ့အားကြောပေးပြီးတော့ရက်လက်အနေထားပြီးငိုနေတယ်အတော်နီးကလာသည်မို့လို့မိန်းကလေးငိုတန်းအတော်လေးကျဲပြီတယ်အဲ့တော့ငိုတန်းရောနေအတန်မြင့်ဖိုးထွေးရစကားဆိုလာခဲ့လေတယ်အကူညီတောင်းချင်လို့ပါဟာခဏတန်ရဘလို့ကြီးလဲနှစ်တိုင်းထွက်နေရဲ့ငါတို့ရောအကူညီပါဟာခမရတန်ရဘလူးကြီးလေဗျာဒီဘက်လှည့်တမ်းမအောင်ခမရအောင်နည်းနည်းတော့မြင်ရတယ်ငါတို့ကိုညီပါမယ်ဗျာဒီဘက်လှည့်ပါဦးဘိုးတွေကမိန်းကလေးကိုသူ့ဘက်ကိုမျက်နှာမူရန်ပြောလိုက်တော့တယ်မကြတော့ချိန်မှာငိုချိုက်နေမိန်းကလေးကဘိုးတွေဘက်ကိုမျက်နှာမူလိုက်လေတယ်အမောင်ထဲမှာနေတာကြာပြီကျင်သားရနေရကတကြောင်မိုးလေကင်းပြီးထုံးလေးနေတော့ကျဲများရဲ့အလင်းအောင်ကြောင်တကြောင်သူ့ဘက်ကိုလှည့်လာတဲ့မိန်းကလေးမျက်နှာအားဝိုးတော်မြင်ရချိန်မှာအမလီမဆန်းကြီးဘိုးတွေကကြောက်လန့်ကြားပြီးអော်လိုက်လေတော့တယ်သူ့ဘက်လှည့်လာတဲ့မိန်းကလေးမှာမျက်နှာမှာသစ္စာများစူးနေပြီးတော့စနေနေ့တိုက်ခိုင်တေးဆုံးသွားတယ်မန်ဆန်းကြီးဖြစ်နေပြီတော့တယ်အဲနောက်ရှိရှိဝေးဝေးတွေစဉ်းစားမနေတော့ပဲမောင်ဘိုးထင်တို့ရှိရကိုအတော့နှင်လိုက်တော့တယ်ဖိုးတွေကြောက်လန့်ကြားပြေးလာတာကိုမြင်တဲ့ตาရမဟဲ့ဖိုးတွေဘလို့ပြေးလာတော့ဟာနောက်မှမေးကွာတရေဖိုးတွေကြောက်လန့်ကြားနေလာလန်းကိုပြန်ပြေးတာကြောင့်မောင်ဘိုးထင်တို့လည်းဖိုးတွေနောက်ကိုလိုက်ပြီးတော့ပြေးရပါလိမ့်တော့တယ်ဖိုးတွေကသိန်းစောအိမ်ကိုရောက်မှရက်လိုက်ပြီးရေတစ်ခွက်ကိုတောက်ကသူ့နားရောက်လာတဲ့မောင်ဘိုးတွေကစကားဆိုလိုက်လေတယ်ငါမြင်ရတာဟိုအောက်လန်းဆန်နဲ့တိုင်တေသွားတဲ့မဆန်းကြီးဆိုတဲ့အမကွာသူတေသွားပြီးတော့တရေဖြစ်နေတာငါ့ကိုလည်းအကူကြီးတောင်းလို့တယ်ကွာဘိုးတွေရဲ့စကားကြောင့်ကြံသူများကဘိုးတွေကိုသေးတာကြည့်ပြီးတရေတွေ့တာလောက်ကိုပြေးလာတယ်လို့များခမများတော့ယူမြန်ယူသွားပြီဟမ်ကျုပ်တို့ရဲ့တရေတစီဆိုတာစမ်းသေးလို့လားကျုပ်လဲကြောင်တောင်နဲ့ခမများနောက်ပြေးလိုက်လာပြီ
မဆန်းကြီးဘာကူညီတောင်းမှလည်းမသိပြန်သွားလိုက်အောင်မယ်။မောင်ဘိုးတွေကကြောက်လန့်ကြပြေးလာတဲ့ဖိုးတွေကိုပြစ်တင်ပြောဆိုကတင်းတိုင်းဘက်ကိုသွားတဲ့လမ်းကိုပြန်သွားလေတော့တယ်။သူနဲ့မလန်းမကန်းမှာတာရင်းနဲ့ပေတူးတို့ဖိုးတွေကိုပြစ်တင်ပြောဆိုရင်လိုက်ပါလာခဲ့ကြတယ်။မကြတော့အချိန်မှာတော့မောင်ဘိုးတွေကတရေဘွားကိုရောက်နေတဲ့မဆန်းကြီးရဲ့အနားကိုရောက်လာလေတယ်။မဆန်းကြီးကသူ့ကိုတွေ့တဲ့အခါငိုယုံနေနဲ့ကောင်းလေးနေတော့ငါရောကာကွယ်ပြီးပါအောင်လန်းဆရာစနေကဂိုင်းထောင်ပြီးတော့ငါတို့ရွာလူတွေကိုကြုံဆက်သွင်းတော့မယ်ဟာမကြခင်သူ့အပေါင်းပါတွေနဲ့လာတော့စနေကိုရောက်တားပြီးပါကျုပ်တယောက်လည်းဘလို့တားရမှာလဲမသိဘူးဗျစနေကိုတားပြီးပါစန်းကြီးကစနေဆိုတော့အောင်လန်းဆရာကိုတားပြီးကိုပြောရင်လည်းတဖြည်းဖြည်းပျောက်ကွယ်လို့သွားပါလိမ့်တော့တယ်အဲဒီချိန်မှာဖိုးလေးတို့ကမောင်မိုးတွေရဲ့အနားကိုရောက်လာကဘိုးတွေချင်းနေပါထူးလေစနေဆွဲအောင်လန်းဆရာဒီရွာလူတွေကြုံပြုတ်လိုက်မယ်လို့ပြောတယ်ဗျကျုပ်တို့တားပြီးပါတဲ့အဲ့ဒါဆိုငါဘယ်လိုလုပ်ကြမောင်မိုးတွေတို့မြည်တို့ပြုတ်လို့ရမှန်းမသိချိန်မှာသူတို့ရှိတဲ့ကိုအယောင်များလင်းနေတယ်အထုပ်ကြလာပြီးတော့အတန်မှာပေါ်ထွက်လာလိမ့်တော့တယ်ကောင်းလေးတွေမင်းတို့ရဲ့ကူညီစိတ်တောင်ကူညီဖို့ငါရောက်လာတာမင်းတို့ရှိကရာကိုညံရှိသူတို့သာသုံးပေတော့အတန်ရှင်ကမြည်သည့်နေရာမှာရှိနေရကိုသူတို့မသိပါအဲနောက်ရှေ့မှာကြာလာတဲ့ဝင်းဝါနဲ့အထုပ်လေးကိုယူလိုက်ပြီးဦးဆန်လာ၏နေအိမ်ကိုခြေဦးလှည့်လိုက်ကြပါလိမ့်တော့တယ်ဦးဆန်လာပြောဦးဆန်လာချိန်တို့ဘယ်ကောင်လေးလားအော်နေရလားကွာလေးကွာသာမိကျင်လို့လားပြစ်ကျင်လဲပြစ်လိုက်ဗျာရွာတော့အရန်ကြီးကြီးနေလို့ဗျာအေးကောင်လေးတွေဒါကွာလာခဲ့မောင်ဝင်းတွေတို့ကအိမ်ထဲဝင်သွားချိန်မှာဦးဆန်လာကအိမ်ထဲမှာမီးလင်းအောင်ထွန်းထားပြီးတော့ဦးဆန်လာကနေရာမှထလာပြီးဟေးကောင်လေးပြုံးကွာဘာဖြစ်လာကြအဲဒီကမောင်မိုးတွေကသူနဲ့စန်းကြီးတွေ့ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပြီးတော့စန်းကြီးသတိပေးတဲ့အကြောင်းကိုပါတစ်စက်နဲ့ပြောပြလိုက်တဲ့အခါဒါတော်ရေးကြီးတာပဲကွာချိန်ဆွဲလို့မရအောင်ဒါနဲ့ตาရလက်ထဲကအထုပ်ကဘာအထုပ်လဲမင်းကင်တာအထုပ်တွေကအလင်းအောင်ထွက်နေသလိုပဲနော်ဟုတ်တယ်ဗျကျုပ်တို့ဒီကိစ္စကိုဘယ်လိုလုပ်အောင်မတိုင်ပင်နေကြတော့မှဒီထုပ်လေးကမိုးပေါ်ကျလာပြီလူတယောက်ရဲ့တန်ပေါ်လာတာပဲဒါကတစ်ချက်လင်းထိန်လာတဲ့ပိတ်စာနဲ့ဖုံးထားတဲ့ပစ္စည်းအထုပ်ကလေးသူတို့စီရောက်လာပုံကိုပြောပြပြီးတဲ့နောက်ဦးဆန်လာကအဲ့ဒီထုပ်လေးကိုဖြီးကြည့်လိုက်လေတော့တယ်အထဲမှာတော့အနေအောင်သေးသားဖြင့်ပြုတ်ထားတဲ့ဓမြောင်လေးကိုတွေ့လိုက်ရပြီကောင်းလေးတွေဒါဓမြောင်လေးပဲဟာအသားတော့ကျွန်းသားဒါပေမဲ့နဲ့နေရပဲငါတက်ဒီလိုနဲ့နေကျွန်းသားတော့တစ်ခါမှမတွေ့ဘူးပါဘူးဟုတ်တယ်ဗျကျုပ်တို့လည်းတူတူပဲဒါဆိုဒီဓာတ်လေးကဘာလို့ရမှာငါလည်းမသိဘူးလေကွာဦးဆန်လာကကျွန်းနဲ့ဓာတ်ကလေးကိုကင်ပြီးတော့လက်မဖြင့်အသွားအများကိုစမ်းကြည့်ရင်စကားဆိုလေဒါကသေသားအတုံးကြီးကွာမင်းတို့ဘာလို့ဝပေးတာလဲမသိဘူးကျုပ်တို့ကြည့်လိုက်အောင်မယ်ဒါကဓာတ်လေးကိုကင်ကြည့်နေတယ်အဲနောက်ဖိုးထွေးမှယူပြီးတော့သေချာကြည့်နေတယ်ဖိုးထွေးလက်ထဲမှာဓာတ်ကိုပေတူးယူကြည့်ပြီးတော့သူ့ဘေးတင်ရှိနေတော့မောင်ဖိုးတိန်လက်မောင်းကိုကျွန်းနဲ့ဓာတ်လေးနဲ့ထိုးပြီးတော့စားနောက်လိုက်ရပူတယ်ဓာတ်ရကွာတေးပါကွာဒီကောင်ပေတူးကတော့မောင်ဖိုးတိန်လက်မောင်းကိုဓာတ်ထိတ်လေးနဲ့တိုးလိုက်တဲ့အခါကျွန်းနဲ့ဓာတ်လေးကဖြတ်ကနေလင်းသွားတယ်မောင်ဖိုးတိန်မှာကျဲလောင်းသွားအော်လိုက်ပြီးတော့ဓာတ်ကင်ထားတဲ့ပေတူးကလည်းတစ်သားကျွန်းနဲ့ဓာတ်လေးကိုသူတို့ရှေ့ကိုလွတ်ချလိုက်ပြီးတော့ဖိုးတိန်ငါတကယ်ထိုးတာမဟုတ်ဘူးကွာအဲ့ဒါတစ်သားတာမင်းအသားကိုထိမှအကြောင်းလင်းပြီးတော့ဝါလာတာဘယ်လိုလဲမသိဘူးကွာအင်းကြီးတော့မီးလောင်သွားတယ်ပေလူရဲ့စကားကြောင့်ကြံသူများဟာဘိုးထင်ရဲ့လက်မောင်းနေရာကိုကြည့်လိုက်ကြပြီပေလူပြောပြီးမှမှန်ပြီးတယ်မောင်ဘိုးထင်အင်းကြီးလက်မောင်းမှာမီးကျွန်းလောင်ထားတဲ့နေရာလေးမှာကွက်နေသလိုအသားမှလည်းမီးမြိုက်ခံထားတဲ့တရံလေးကြံနေခဲ့တယ်အဲ့ချင်းဟာကိုကြည့်ပြီးတော့တာကြီးကလက်ဖြောက်တစ်ချက်တီးကကျုပ်တီးပြီအရေးတဲ့ဘာတီးတာလဲဟာဒီကအောင်လန်းပင်နာတဲ့လူပဲထိတာဖြစ်မယ်ဗျကျုပ်တို့ရင်ဆိုင်မှာအောင်လန်းမလို့ဒီဓာတ်ကိုပေးလိုက်တာဖြစ်မယ်ဘိုးထင်ကအောင်လန်းမလို့တဲ့ရောက်တာနေမှာအေးဟုတ်တယ်ကွာတာကြီးပြောတာဖြစ်နိုင်တယ်အဲ့တော့ဒီဓာတ်ကိုဦးဆန်လာယူထားဗျပြီးရင်အဲ့အောင်လန်းဆောင်ထိုးလိုက်လွယ်တော့မလွယ်ဘူးဟာလွယ်မှတော့ဦးကိုခေါ်မနေတော့ဘူးလေဗျာဦးဆန်လာကပေတူးခက်ပြက်ပြက်စကားကြောင့်အမျက်ခုံးပေးလိုက်ကမရင်တော့တကယ်မလွယ်တဲ့ကောင်တွေပဲကွာကဲလိုက်ငါတို့တို့လာနိုင်တဲ့နေရာကိုရင်သွားကြစို့ဒီလိုနဲ့ဦးဆန်လာဦးဆောင်တဲ့မောင်ဘိုးတင်တို့ဖွဲ့ဟာစနေနေ့သူကြီးဂိုင်းသားများလာနိုင်တဲ့လမ်းမှာစောင့်မှုအတွက်ဦးဆန်လာအိမ်မှထွက်ခွာလာခဲ့ကြပါလိမ့်တော့တယ်စနေဦးဆောင်တဲ့စနေဂိုင်းသားများထဲမှာဦးပေါက်စား၏တပည့်ဟောင်းများပါနေတာကြောင့်အားလုံးအယောက်20ကျော်လောက်ရှိပြီထင်ရတယ်သူတို့ကတထေးကုန်းရွာသို့မီးတုံများကင်ဆောင်ပြီးတော့လာနေကြပြီသူတို့၏မီးတုံအလင်းအောင်ကြောင့်ပတ်ဝန်းကျင်ကိုကောင်းစွာမြင်နေရပြီစနေကသူ၏ဘေးမှာရှိနေအမျိုးသမီးငယ်၏ပခုံးကိုဖတ်ကာကဲဝရီနင်းစွမ်းအောင်ငါကြည့်တထေးကုန်းရွာအချောလာတွေကိုငါမိမဖြစ်အောင်လုပ်ပေးသမ်းစိတ်ချပါဆရာကြီးကညာလေးတွေကဆရာကြီးကိုတန်းတန်းဆွဲစီရပါမယ်အဲနောက်စနေကသူဤဘယ်ဘက်မှာရှိတဲ့အသားမဲမဲနဲ့လူရွယ်ကနေရင်တစ်ချက်ရိုက်လိုက်ကမဲတူ
မင်းကတထေးကုန်းရွာအရွယ်ရောက်ပြီးသူတိုင်းငါကြုံနေဖြစ်အောင်လုပ်ကွာကြားလားစိတ်ချပါဆရာကြီးစနေကသူ့အားမြည်သူမှမရှင်းနိုင်တော့ယုံကြည်နေကကိုကိုအထင်ကြီးမှုနဲ့တစ်ဖက်ကန်းခန့်နေပြီးတော့တယ်အဲ့ဒီချင်းရာကိုသူတို့နဲ့အတန်လှမ်းတဲ့နေရာမှာနေပြီးချောင်းကြည့်နေမောင်ဘိုးထင်တို့ကောင်းစွာမြင်တွေ့နေရပြီတဲ့အဲ့တော့ဘိုးတွေကမောင်ဘိုးထင်ကိုတိုးတိုးကပ်ပြောလိုက်လေမောင်ဘိုးထင်ကလည်းဦးဆန်းလာကိုတဆင့်တီးတိုးကပ်ပြောလိုက်ပြန်တယ်အားလုံးတယောက်တည်းတိုးတိုးကပ်ပြောပြီးတဲ့အခါမှာတော့ဖိုးထွေးတာရတာရင်းနေပေတူးတို့ကမောင်ဘိုးထင်နဲ့ဦးဆန်းလာအားလက်ထဲရှိဓားများပြီးလဲပင်ကိုထောက်လိုက်ပြီးတော့စနေရှိရာစီကိုတွန်းခေါ်သွားကြလေတော့တယ်စနေတပည့်တပန်းများကမောင်ဘိုးထင်တို့ဝိုင်းထားလိုက်ကြပြီးတော့တယောက်တော့သူမှစနေရှိမှဒူးထောက်ထိုင်လိုက်ပြီးစနေခိုင်းကြုံကြီးခင်ဗျာရှေ့မှာကောင်လေးတယောက်ကတခြားတယောက်ကိုဓာတ်နဲ့လိုက်ခုန်နေလို့ကျုပ်တို့ဖမ်းထိန်ထားပါတယ်အေးအဲ့ဒီကောင်တွေကရှေ့ခေါ်ခဲ့တဲ့စနေခိုင်းစင်မှုကြောင့်မောင်ဘိုးထင်တို့ကဖမ်းထားတဲ့လူများဟာစနေရှေ့မှာခေါ်လာခဲ့ကြတယ်အဲ့တော့သူတို့အားလုံးကိုပြေးပြေးမှဒူးထောင်နေစီလိုက်စနေကမီးတုံများရဲ့အလင်းအောင်ဖြစ်မောင်ဘိုးထင်တို့ကိုမြင်တဲ့အခါဘယ်သူများလဲလို့ဟမ်ငါ့ကိုဓာတ်နဲ့လိုက်တဲ့ကောင်တွေကိုဟုတ်တယ်ခမ ्या တို့ငါကြောက်ရှိမှဒူးထောင်နေရတယ်ကျုပ်တို့ရည်ကျင်မိတယ်ဟဲ့ကောင်လေးမင်းဘာစကားပြောတယ်ဘေးဟာကောင်စောက်ကိုဖျက်လိုက်သမ်းကွာပေတူးကစနေကိုစေးကြည့်ပြီးပြောနေချိန်မှာစနေမှသူကြီးတစ်ပည့်တယောက်ကရိုက်ခန်းလိုက်ရဘေးမှာရှိသောလူတယောက်ကပေတူးကရိုက်ချလိုက်လေတယ်ဒေါ်လေးပြောနေတာရိုက်ခန်းလူညစ်ပတ်ကြီးဟေးမင်းတို့ကောင်တွေကိုတတ်မှာမစင်တွင်းနဲ့ကိုနှစ်တတ်မှာကွာဦးဆလာပါဝင်မောင်ဘိုးတင်တို့အားလုံးမျက်လုံးပြူးသွားရပြီမပြူးလို့လည်းမရအရင်တစ်ခေါက်တွေးစင်ကသူ့အားဝိုင်းပြီးတော့နှိတ်ကိုခဲကြသည်မဟုတ်ပါလားအဲနောက်စနေကအောင်နိုင်သူတယောက်ပေါ်မှာပြုံးကဟေးကောင်နေပါအောင်မင်းတို့ကဘာလို့ဒီဘက်နှစ်ကောင်ဓာတ်နဲ့ထိုးမလို့လုံနေရစနေကမေးတဲ့အခါဦးဆန်လာဘေးမှာရှိတဲ့ဘိုးထင်မကျုပ်ကပြောတယ်ဗျာဒီလောကမှာဦးဆန်လာကိုဓာတ်ချင်းရှင်ထိုးရတယ်မရှိဘူးဆိုတာသူတို့ကရှိတယ်လေလေအေးဟုတ်တယ်လေမင်းတို့ကဘယ်လောက်စွမ်းလို့လဲစွမ်းတော့ဗောဗျာသူနဲ့ဘယ်သူမှဓာတ်ချင်းရှင်မထိုးရဘူးဒီလူကြီးကဒုတ်ပြီးဓာတ်ပြီးတယ်ဗျာခင်ဗျားတို့ဒီလူကြီးနဲ့ဓာတ်ချင်းရှင်ထိုးရလို့လားပြောဟေးမင်းတို့လူငနွားကြီးကဒုတ်ပြီးဓာတ်ပြီးတယ်ဆိုတာအလက်ကားပဲနေမှာငါတို့ဓာတ်နဲ့လိုက်တော့ခွေးပြေးလို့ပြေးတာဟေးမင်းတို့စောက်စင်ကနေလို့မရှင်းနေတာနားလေလားစောက်စကားရမ်းများတယ်ကွာမင်းတို့လူငနွားကြီးကဒီကဂုံသေးကြီးဂိုင်းကြုတ်ကြီးလောက်စွမ်းလို့လားတခြားနေရာတော့မသိဘူးမင်းတို့လူချင်းဓာချင်းရှင်ထိုးရလားမေးကြည့်လိုက်ဦးဆန်လာကသူ့ဟာလူငနွားကြီးကိုပြောနေတဲ့ဖိုးလေးတို့ဟာတကယ်စိတ်တူနေမိတယ်မောင်ဘိုးတွေတို့ကတကယ်ကိုစိတ်နေပြီးတော့ငင်းခုန်နေတာမဟုတ်လို့အမှန်တကယ်ကိုပွဲဖြစ်နေကြတယ်အဲဒီချိန်စနီးအတန်ကကျဲလောင်သွားထွက်ပေါ်လာတော့တယ်ဟေးကောင်လေးတိတ်ဆန်းကွာဒီလောကမှာငါထက်အစွမ်းထက်တဲ့ကောင်ဘယ်ကောင်မှမရှိသေးအောင်ဟေးကောင်လေးမင်းလူငနွားကြီးငါနဲ့ဓာတ်တယောက်တစ်ချက်ကြီးထိုးရလားမေးကြည့်လိုက်ဘယ်သူကြားဘယ်သူနွားလဲသိအောင်ကွာမထိုးရတာမရှိဘူးအခုလှုပ်လိုက်အေးဒီတိုင်းတော့မရဘူးကွာမင်းတို့ကောင်လေးငါ့ကိုဓာတ်နဲ့ပေါအောင်မထိုးနိုင်ရင်မင်းတို့နှစ်ကောင်သိရမယ်ငါမင်းတို့တွေကတကောင်ဓာတ်နဲ့ပေါအောင်မထိုးနိုင်ဘူးဆိုဟိုလေးကောင်သိရမယ်ဘလို့လဲအဲ့ဒါဘလို့မင်းစောက်ပေါက်ပိတ်တာကွာငါစကားအမိတ်မယ်မင်းကောင်ငနွားကြီးကိုရှေ့ထွက်ခိုင်းလိုက်စနေကယုံကြည်မှုပြင်းထန်လွန်းနေတဲ့အတွက်ခေါင်းကုံမော့ရင်ကိုကော့ကဦးဆန်လာအားလိုက်ရခေါ်နေတော့တယ်အဲဒီကဦးဆန်လာကိုဖမ်းချုပ်ထားတဲ့လူနှစ်ယောက်မှစနေရှေ့ကိုပို့လိုက်ကြလိမ့်စနေကသူ့ခါးသားမှာဓမြောင်ကိုထုတ်ကသူ့လေပင်ကိုလှိပြလိုက်ပြီးဓာပြီးကြောင်ပြလိုက်လေအဲနောက်ဦးဆန်လာဓမြောင်ပေးလိုက်ကကဲငနွားကြီးမင်းကောင်ထိုးတန်းကွာမင်းကောင်ပေါအောင်မထိုးနိုင်မင်းတို့နှစ်ယောက်သိမယ်နော်ငါမင်းကိုပေါအောင်မထိုးနိုင်ဟိုလေးကောင်သိမယ်ငါတရားတယ်နော်စနေကသူစကားကိုသူ့ဘာသာပင်သဘောကျကရည်နေတော့လဲမောင်ဘိုးနေတော့မှမရည်နိုင်ပါအဲဒီကဦးဆန်လာကကျုပ်မထိုးရဘူးဘာဖြစ်တာလဲကွာဒုတ်ပြီးဓာပြီးငနွားကြီးဟမ်ကျုပ်မနိုင်တော့ဘူးထင်လို့ပါဟာထိုးတာပါကွာစနေကဦးဆန်လာရဲ့လက်ကိုကိုင်းမိန်ထိုးခိုင်းနေလေတယ်ဒါပေမဲ့ဦးဆန်လာမှမထိုးပဲစကားထပ်ဆိုလာတယ်ခင်ဗျားမျက်လုံးကြီးဖွင့်တာတော့ကျုပ်ကဘလို့လို့ထိုးရဲမှာလဲဗျအဲ့လိုလားအေးဒါဆိုမိတ်ပြီကွာစနေကမျက်လုံးနှလုံးကိုမိတ်လိုက်ချိန်မှာဦးဆန်လာကကပုံစာထဲမှာကျိုးနဲ့တစ်သားဓာတ်ကိုယူကစနေဤရင်ပတ်ရှိနှလုံးနေရာကိုထိုးဆိုင်ချလိုက်ပါလေတော့တယ်ကျေလောင်သောအော်တိုင်နေတူစနေရင်ဘက်မှာဆိုင်နေတဲ့ကျိုးနဲ့ဓာတ်ဟာဝင်းဝါလာပြီးတော့ဓာတ်တို့ခံထားတဲ့နေရာမှာစတွင်တဖြည်းဖြည်းနဲ့မီးများလောင်ကျွမ်းလာပါလေတော့တယ်စနေမချီမဆန့်အော်တိုင်ကြီးနဲ့မီးလောင်စာပြုတ်နေတဲ့ခန္ဓာကိုယ်ကိုကြည့်ကသူဤတပည့်များကမီးတုံများကိုချခဲ့ကထွက်ပြေးသွားကြပါလေတော့တယ်သူတို့ဤစိတ်ထဲမှာတော့အလွန်အစွမ်းထက်တဲ့စနေကိုယခုလိုဖြစ်အောင်ပြုတ်လုံနိုင်သည့်ဦးဆန်လာအားကြောက်ရွံ့နေတာကြောင့်ဖြစ်ပေတယ်ခုချိန်မှာတော့အဲ့ဒီနေရာမှာမီးလောင်နေတဲ့စနေနဲ့မောင်ဘိုးနေတို့သာကြံနေခဲ့တော့တယ်ဦးဆန်လာကစနေအနားမှာခွာလိုက်ကမောင်ဘိုးနေအားကောင်းလေးတွေတို့နိုင်ပြီလားကွာဟေးနိုင်ပြီလေဦးငနွားရဲ့အော်မှားလို့ဦးဆန်လာရဲ့
မင်းတို့နော်မင်းတို့ဦးဆန်းလာကြီးမကြေမနက်ပြောတဲ့ကိုသူတို့သဘောကျသွားရည်နေကြရင်မိလောင်ပြကြတော့မြစနေရုပ်လောင်းကြီးကိုကြောခိုင်းကတထေးကုန်းရွာကိုပြန်သွားနေစမှာရွာဘက်မှာနေတို့ကိုမကျင်တော့ဘူးစူချာအကွဲနေတဲ့မိမတယောက်အတန်တန်ကြီးကြောင်မောင်ဘိုးတင်တို့တယောက်မျက်နှာတယောက်ကြည့်လိုက်မိကြပါလီတော့တယ်အောင်လန်းဘိုးတင်နဲ့စနေကိုင်းဒီကဤမြတာမကြမီအောင်လန်းဘိုးတင်နဲ့မတာအညိုးအမီရဇလန်းလေးကိုဆက်လိုက်ပြီးတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာ